တစ်ချက်ကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲအာ apple, banana, peach, cherry,မှန်ကန်တဲ့အဖြေကရွေးချယ်မှု peach, တစ်ချက်ကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲအာ berry, strawberry, grape, apple,မှန်ကန်တဲ့အဖြေကရွေးချယ်မှုအား berry, တစ်ချက်ကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲအာ duck, cow, turkey, chicken,မှန်ကန်တဲ့အဖြေကရွေးချယ်မှု chicken,